တကယ်တော့လိမ္မော်သီးဆိုတာဟာလူတိုင်းနဲ့နီးစပ်ပြီးအကျိုးကျေးဇူးအများကြီးပါဝင်တဲ့အသီးနှံတစ်မျိုးဖြစ်ပါတယ်။လိမ္မော်သီးကလူတစ်ယောက်ရဲ့ကျန်းမာရေးကိုများစွာအထောက်အကူပြုပါတယ်။လိမ္မော်သီးထဲမှာအာဟာရဓာတ်များပေါ်များကျွယ်ဝစွာပါဝင်ပါတယ်။လိမ္မော်သီးထဲမှာဗိုက်တာမင်စီဓာတ်များအလွန်ပေါ်များကျွယ်ဝစွာပါဝင်နေပြီးတော့ကိုယ်ခံစွမ်းအားကိုအလွန်အင်မတန်မှကိုကောင်းမွန်စေပါတယ်။လိမ္မော်သီးကမျက်နှာအစီပြန်ခြင်းကိုလည်းကာကွယ်ပေးနိုင်ပါတယ်။လိမ္မော်သီးထဲမှာပါဝင်တဲ့ဗိုက်တာမင် A ဓာတ်ဟာမျက်စိကျန်းမာရေးနဲ့အရေပြားအလှပကိုကောင်းမွန်စေပါတယ်။လိမ္မော်သီးထဲမှာပါဝင်တဲ့ဗိုက်တာမင် B complex ဟာဂလူကို့စ်အဆီပရိုတိန်းများကိုခြေဖြတ်ပေးပါတယ်။လိမ္မော်သီးဟာအသားရည်ထဲမှာရှိတဲ့ dietary fiber ဓာတ်ကိုအားကောင်းစေတာကြောင့်အစာကြေချက်မှုကိုအားကောင်းစေပြီးတော့ဥလန်းချောင်းကိုလည်းအရန်ကျန်းမာစေပါတယ်။လိမ္မော်သီးထဲမှာပါဝင်တဲ့ပိုတက်ဆီယမ်၊ကယ်လ်ဆီယမ်၊မက်ဂနီဆီယမ်နဲ့အိုင်ယွန်ဓာတ်တွေကသွေးပေါင်ချိန်ကိုကောင်းမွန်စွာထိန်းညှိပေးနိုင်ပါတယ်။လိမ္မော်သီးထဲမှာပါဝင်တဲ့ဗိုက်တာမင် C ဓာတ်ကြောင့်ကိုယ်ခံစွမ်းအားကိုတိုးမြင့်စေပြီးတော့ချောင်းဆိုးခြင်းအေးမိခြင်းနဲ့ယောဂပိုးများဝေရောက်မှုတွေကိုကာကွယ်ဟန့်တားပေးနိုင်ပါတယ်။လိမ္မော်သီးထဲမှာပါဝင်တဲ့ပိုတက်ဆီယမ်ဓာတ်ကနှလုံးနဲ့သွေးကြောကျန်းမာရေးကိုကောင်းမွန်စေနိုင်ုံသာမကပဲသွေးပေါင်ချိန်ကိုကောင်းမွန်စွာထိန်းညှိပေးပြီးနှလုံးသွေးကြောကျဉ်းမှုကိုလျှော့ချပေးနိုင်ပါတယ်။လိမ္မော်သီးထဲမှာပါဝင်တဲ့ကောလာဂျင်ဓာတ်ကအရေပြားကိုလှပကောင်းမွန်စေပြီးတော့အားဖြည့်ပေးပါတယ်။လိမ္မော်သီးကအရေပြားကိုနူးညံ့ပျော်ပြောင်းစေပါတယ်။လိမ္မော်သီးကလူတစ်ယောက်ကိုအရွယ်တင်နုပြိုစေပါတယ်။အန်တီအောက်ဆီဒန့်ဓာတ်တွေဖြစ်ကြတဲ့ flavonoid နဲ့ carotenoid ဓာတ်တွေကလိမ္မော်သီးထဲမှာပါဝင်နေတာကြောင့်ကင်ဆာရောဂါနဲ့ဆဲလ်ထိခိုက်မှုတွေကိုအထူးကောင်းမွန်စွာကာကွယ်ပေးနိုင်ပါတယ်။လိမ္မော်သီးထဲမှာပါဝင်တဲ့ fiber ဓာတ်တွေကြောင့်အစာအိမ်နဲ့ဥလန်းချောင်းကိုအထူးကောင်းမွန်စေပြီးတော့ဝမ်းချုပ်ခြင်းမှာလည်းကာကွယ်ပေးနိုင်ပါတယ်။လိမ္မော်သီးဟာကယ်လိုရီနည်းပါးပြီး fiber များတာကြောင့်ဝိတ်ချခြင်းတဲ့သူများအတွက်ဗိုက်ပြည့်စေအလွယ်တကူမဆာလောင်ပဲဝိတ်ချလွယ်စေပါတယ်။လိမ္မော်သီးကိုဖျော်ရည်အဖြစ်လည်းတောက်သုံးနိုင်သလိုမုန့်နဲ့အချိုပွဲများအတွက်လည်းအရသာပေးရန်အသုံးချနိုင်ပါတယ်။လိမ္မော်သီးကိုမျက်နှာပေါ်မှာလိမ့်ပေးခြင်းအဖြစ်အရေပြားအလှပအတွက်အသုံးပြုနိုင်ပါတယ်။ dry orange peels လို့ခေါ်တဲ့လိမ္မော်သီးအချောက်ကိုဆေးအဖြစ်အသုံးချနိုင်ပါတယ်။ဖို့ရခင်တုန်းကလိမ္မော်သီးကိုဗရိအမျိုးနွယ်များတွင်အထက်တန်းအစားအသောက်အဖြစ်အစားသုံးခဲ့ကြပါတယ်။ယနေ့အချိန်မှာဆိုရင်လည်းအမေရိကန်၊ဘရာဇီး၊စပိန်စတဲ့နိုင်ငံကြီးတွေမှာလိမ္မော်သီးဟာအများဆုံးထွက်ရှိနေပြီးတော့ကမ္ဘာတဝန်းပေါက်ရောက်မှုနံပါတ်1အသီးနှံတစ်မျိုးဖြစ်သွားခဲ့ပြီပဲဖြစ်ပါတယ်။လိမ္မော်သီးနဲ့ပတ်သက်ပြီးတော့အထူးသတိပြုရမယ့်အချက်တစ်ချက်ကတော့ gastritis လို့ခေါ်တဲ့အစာအိမ်ရောင်ခြင်းနဲ့ acid reflux လို့ခေါ်တဲ့အစာအိမ်ဥလန်းချောင်း acid ဓာတ်များပြားလွန်းသူတွေကတော့လိမ္မော်သီးကိုအများကြီးမစားသုံးသင့်ပါဘူး။စီးကြိုသွေးကြိုဆိုင်ရာအဆင်မပြေသူများကတော့လိမ္မော်ရည်ကိုစစ်ပြီးတော့အချိုဓာတ်ကိုထပ်မထည့်သင့်ပါဘူး။လိမ္မော်သီးကိုတစ်နေ့မှာအများဆုံး2လုံးလောက်စားသုံးတာကတင့်တော်ပါတယ်။ဒီဗီဒီယိုကိုအစကနေပြီးဆုံးသည့်ထိအားပေးကြည့်ရှုသွားခဲ့ကြတဲ့လူကြီးမင်းများကလည်းကျွန်တော်ခုပြောပြပေးသွားခဲ့တဲ့အကြောင်းအရာတွေကိုအထူးကောင်းမွန်စွာနားလည်ပြီးတော့သဘောပေါက်ကြလိမ့်မယ်လို့ယုံကြည်ပါတယ်။ဒီဗီဒီယိုကတော့ဒီလောက်ပါပဲ။ဒီဗီဒီယိုကိုဒီညမှာပဲရပ်နားပါမယ်။နောက်ထပ်လာမယ့်ဗီဒီယိုတွေမှာကျွန်တော်တို့ပြန်လည်ဆုံတွေ့ကြရအောင်ပါ။လူကြီးမင်းများအားလုံးနဲ့ကျွန်တော်မိတ်ဆွေများအားလုံးကိုယ်စိတ်နှဖျားချမ်းသာချမ်းသာကြပါစေ။ဒီဗီဒီယိုကိုအားပေးကြည့်ရှုကြတဲ့အတွက်လည်းကျေးဇူးအထူးပဲတင်ရှိပါတယ်။